ဟုတ်ကဲ့မင်္ဂလာပါ ကဲငါပါဗျ မိကလေးနည်းနည်းလောက်မေးလို့ရမလားရှင့် ရပါတယ်ဗျ ဟုတ်ဒီနေ့ပြိုင်ပွဲအတွက်ကိုတို့Unity Brother အနေနဲ့နောက်ွယ်မှာဘယ်လောက်ထိပြင်ဆင်ထားခဲ့လဲဆိုတာကိုပြပြလို့ရမလား ဟုတ်သူတို့သူပြကြတော့ပြင်ဆင်တာတော့မရှိပါဘူးပီယာတိုင်းကလည်းသူတို့ဆိုင်ရက်ွက်တွေမှာ training ရှိထားတဲ့ player တွေဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင်းဆုံး player တွေကိုရွေးပြီးတော့ပြန်ပြီးတော့ဖွဲ့စည်းကြချက်ဖြစ်ပါတယ်ဗျ ကဲဒီကနေ့ပြိုင်ပွဲကစားတဲ့ပုံမှာရောကို့အသင်းကိုကျင်းတဲ့အားရမှုရှိရလားပေါ့နော် ကဲအချိန်နဲ့အားရမှုရှိပါတယ်ကျွန်တော်တို့အများကြီးထင်တော့မတင်တော့ဘောဒါမျိုးနှုံးတက်တိုင်းစောင့်နိုင်မယ်လို့ဒီပွဲမှာပေါ့ကလေးတွေအနေနဲ့သက်သေပြတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ထပ်ပြီးတော့ဒီနောက်ပွဲတွေအတွက်ပေါ့နော်ပြိုင်ပွဲအတွက်ကောဘယ်လောက်ထိစ조사ထုံးမှုတွေပြင်ဆင်သွားဖို့ရှိလဲဆိုတာကိုပြပေးလို့ရမလား ဟုတ်ကဲ့တပွဲတက်တပွဲအကောင်းဆုံးပုံစံနဲ့ဖြစ်အောင်ကျွန်တော်စူးစမ်းပြင်ဆင်သွားမှာပါဒီနေ့အမားတွေကိုလည်းနောက်ပွဲတွေမှာပြန်ပြီးတော့စူးစမ်းပြင်ဆင်သွားမှာပါဗျာကဲနောက်ဆုံးမိခွန်းလေးတစ်ခုပါပေါ့နော်ခဏတော့ရှင်ပြိုင်သွားတဲ့ rider တစ်ဖက်အသင်းပြိုင်ပွဲအသင်းကိုဘယ်လိုသုံးသပ်မိလဲဆိုတာပြပေးပါဦးကောင်းပါတယ်ကလေးတွေတချို့ကလေးတွေဆိုတောင်ကြီးမှာလိပ်ပွဲသွားကန်တဲ့ကလေးတွေပါလေအဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့လူစီကလည်းတင်ခွင့်ရတာပေါ့ကလေးတွေပေါင်းတဲ့အတွက်အများကြီးလည်းအဆင်ပြေပါတယ်ကလေးတွေလည်းကောင်းကြပါတယ် rider အသင်းကလည်းဟုတ်ကဲဒီနေ့အကိုတို့တက်အခက်ခဲမရှိဘူးလို့တော့မျှော်လင့်နေပေါ့နော်ဒါပေမဲ့အခက်ခဲရှိခဲ့မယ်ဆိုရင်အဲ့ဒီအခက်ခဲကကိုတို့တက်ဘာများဖြစ်နေမလဲပေါ့နော်အသင်းအနေနဲ့ဆိုတော့ကျွန်တော်တို့ဘောပေါက်ပေါ့နော်အဆုံးသက်တွေ finishing တွေနည်းနည်းလေးလိုအပ်သေးရအောင်နော်ဒီလို finishing တွေကကျွန်တော်ကောင်းမယ်ဆိုရင်တော့တည်ရင်မို့လို့ရှိရင်တော့အနိုင်ရလက်ဖတ်သွားမယ်လို့ကျွန်တော်ထင်ခဲ့ပါတယ်ကဲပါကြားပြတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဗျ